မိမိအိမ်လာကားနဲ့မိမိလာစာရဖို့အတွက်တီဆောက်တဲ့အသင်းတော်အများကြီးရှိတာအသင်းတော်တီဆောက်တယ်ဆိုတာဒီယုံကြည်သူတွေတောင်းလဲလာပြီးမှသူတို့ရဲ့ဝိညာဉ်ရေးရာကိုဥကောင်းဆိုတဲ့ခရစ်တော်ရဲ့ဥဆောင်မှုနဲ့အညီအသက်ရှင်နေတယ်အင်္ဂါဆိုတဲ့ဘုရားရမှုမှာပါဝင်ခြင်းအဖြစ်ဝိညာဉ်ရေးရာသူရဲ့အသက်တာကိုကြီးထွားလာဖို့အတွက်ဥဆောင်တဲ့နေ့ကအသင်းတော်ရှိပြီးသားယုံကြည်သူတွေဘုရားတော်တက်ပြီးသားယုံကြည်သူတွေရှောက်ခေါ်ပြီးတော့မှနောက်တဲ့ဂိုင်းနာတစ်ခုနောက်တဲ့အသင်းတော်ဒီပေါ်ပေါက်လာလို့တခင်ဘုရားခင်ယေရှုခရစ်တော်ဘုရားမှာဖိုင်းခဲ့တယ်အသင်းတော်တိဆောက်ဖို့လိုတဲ့အကြောင်းရင်းလေးရှိဒါပေမဲ့ခက်တာကဒီဘက်မှာဘုရားရှိခိုးတယ်ဘုရားဘုရားလည်းအသင်းတော်လာစားဒီဘက်ကလူတွေကပြေးတယ်ဆရာတို့နိုင်ကြော်ပဲရှိတယ်အသင်းဘုရားရှိခိုးကဆရာနိုင်လုံးဘုရားရှိခိုးတာလားဒီဟိုကျွန်တော်အသင်းတော်နဲ့သူ့အသင်းတော်မတူဘူးဘုရားတူလို့ဘုရားမတူလို့လားဘုရားတူတယ်ပြောနေတာဟိုဘက်ကဘေးငါလူကဒီဘက်ကအသင်းတော်မှာပါချင်လားမပါချင်ဘူးသူဘုရားကိုးပယ်မယ်ဘုရားကိုချီးမွမ်းမယ်ဘုရားရမှုတွေကိုချစ်တယ်သူပါဝင်လို့မရဘူးလားဒါပေမဲ့သူပါဝင်လားမပါဝင်ဘူးကမပါဝင်လေသူ့အိမ်မှာတော့အသင်းတော်စားဘာသူမဖြစ်လဲတေးဥစ္စာဖြစ်တယ်သူအောင်နေကြလားလုံကြီးသူများတဲ့သူအောင်နေကြတယ်သူနမဲကြီးကြလားလုံကြီးသူများတဲ့သူနမဲကြီးကြတယ်အသင်းတော်တိဆောက်ခြင်းဆိုတဲ့နေရာကနောက်ထပ်ဖျားခင်ရင်းနှီးတဲ့သူပေါ်ပေါက်တဲ့အသင်းတော်တွေပေါ်ပေါက်လာအဲ့တော့အသင်းတော်တိဆောက်ရတဲ့အသင်းတော်တိဆောက်ဖို့လိုအပ်တဲ့ဒီအကြောင်းရင်း၄ခုရှိတယ်အသင်းတော်တိဆောက်ဖို့လိုအပ်တဲ့အကြောင်းရင်း၄ခုရှိတယ်နံပါတ်1ယုံကြည်သူတရားမှမရှိတဲ့နေရာမှာယုံကြည်သူတွေအားတောင်းလဲလာတော့အင်္ဂလိပ်တရားအဖြစ်တောင်းလဲသောသူများအဖြစ်အသင်းတော်စတင်လို့ပဲနံပါတ်1ချက်ဖြစ်ပါတယ်နံပါတ်2ချက်ကတော့ကိုယ့်အဖြစ်တောင်းလဲလာတဲ့လူများရှိလာတဲ့အခါမှာသူတို့အဖြစ်အသင်းတော်တိဆောက်ဖို့ရတဲ့လိုအပ်တယ်နံပါတ်2ချက်ဖြစ်ပါတယ်နံပါတ်3ချက်တမန်တရားနဲ့မကိုက်ညီဘူးလွဲမှားလာတဲ့အခါမှာတမန်တရားနဲ့တိဆောက်တဲ့အသင်းတော်လိုအပ်လာတယ်နံပါတ်3ချက်ဖြစ်ပါတယ်နံပါတ်4ကတော့အသင်းတော်လုံးဝမရှိတဲ့နေရာမျိုးမှာနောက်ယေရှုကိုလုံးဝမယုံကြည်တဲ့သာသနာ့ဖြစ်ခြင်းအဖြစ်အသင်းတော်တွေတိဆောက်ဖို့ရတဲ့ဖြစ်တာဒါပေမဲ့ဒီနေ့ကမှတော့အသင်းတော်ကိုအဲ့ဒီလိုမတိဆောက်တော့အဖွဲ့အစည်းကမြို့ငါလာတာတစ်လား3သိန်းပေးမယ်နေအသင်းတော်စမလားအသင်းတော်တစ်ခုစနိုင်ငါမြို့ကိုလာတာတစ်လား3သိန်းပေးမယ်ပြီးတော့အိမ်သားပေးမယ်အသင်းတော်စပါလို့ပြောတဲ့အခါမှာတောင်းလဲလာပြီးသားသူတွေကိုလိုက်ခေါ်ပြီးတော့မှအိမ်မှာတစ်ပတ်တစ်ခါတားရှိခိုးပြီးတော့မှမိမိအိမ်လာကားနဲ့မိမိလာစာရဖို့အတွက်တီဆောက်တဲ့အသင်းတော်တွေအများကြီးရှိလာတယ်အများကြီးပဲအသင်းတော်ဆိုတာကယုံကြည်သူတွေတောင်းလဲလာတဲ့သူတွေအဖြစ်တီဆောက်တဲ့အသင်းတော်ယုံကြည်သူတွေကိုလိုက်စီယုံပြီးတော့မှအိမ်လာကမိမိအိမ်လာကားနဲ့မိမိရဲ့အသင်းတော်ပွားများလာရေးအတွက်အသင်းတော်ရှိပြီးသားယုံကြည်သူတွေဖခင်ကြောင့်တက်ပြီးသားယုံကြည်သူတွေရှောက်ခေါ်ပြီးတော့မှနောက်ထပ်ဂိုင်းနာတစ်ခုနောက်ထပ်အသင်းတော်တစ်ခုပေါ်ပေါက်လာဖို့အတွက်သခင်ဘုရားသခင်ယေရှုခရစ်တော်ဘုသူ့ကိုမှမခိုင်းခဲ့ဘူးအဲ့ဒီအသင်းတော်ကလည်းခရစ်တော်တိဆောက်ခိုင်းတဲ့အသင်းတော်မဟုတ်ဘူးအသင်းတော်တိဆောက်တယ်ဆိုတာဒီယုံကြည်သူတွေပြောင်းလဲလာပြီးတော့မှသူတို့ရဲ့ဝိညာဉ်ရေးရာကိုဥကောင်းဆိုတဲ့ခရစ်တော်ရဲ့ဥဆောင်မှုနဲ့အညီအသက်ရှင်နေရအင်္ဂါဆိုတဲ့ဘုရားရမှုမှာပါဝင်ခြင်းအဖြစ်ဝိညာဉ်ရေးရာသူတို့ရဲ့အသက်တာတွေကြီးထွားလာဖို့အတွက်ဥဆောင်တဲ့နေရာသင်းအောင်ဆောင်တော့ကိုယ့်ကိုခန့်လို့မရခရစ်တော်ကခန့်ဉာဏ်ပညာနဲ့ပြည့်စုံလို့အသေးလေးကငါနဲ့တဲ့ကိုတင်းအောင်ရမှာငါထားမယ်ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ယုံကြည်သူတွေကပြောင်းလဲလာ3လလောက်မကြောက်အကုန်လုံးတင်းအောင်လုပ်တော့ပဲပြောတယ်ဘာဖြစ်လို့လဲတင်းအောင်လုံးမှာတင်းအောင်လို့ခေါ်ခံရမယ်တင်းအောင်နဲ့ဆိုင်တဲ့အလူတွေအသင်းသားနဲ့ဆိုင်တဲ့အလူတွေတင်းအောင်လို့ပြောမှတိုက်ရိုက်ဆက်တယ်လုပ်လို့ရတယ်ဒါကြောင့်မို့အကုန်လုံးကတင်းအောင်ဖြစ်နေတာဒီနေရာမှုတော့မြတ်တဲမှာသွားလာပြီးလူတွေကိုစီးရုံးနေတာလူတွေဖျားကိုတိပြီးတော့မှအဲ့ဒီတွေဝိညာဉ်ကြီးကကြီးထွားလာဖို့လိုအပ်တယ်အဲ့ဒီတွေဖျားကိုတိဖို့လို့ဆိုတော့တိုးထိန်တယောက်ရဲ့စိတ်ဝိညာဉ်အဖြစ်သွားလာနေတာမဟုတ်ဒီလူတွေငါ့ချီကိုရောက်လာရင်ဟဲ့လားငါနာမည်ကြီးလာတယ်ငါ့ချီမရောက်ငါရဲ့နေရာတိုးတက်လာတယ်ဆိုတော့မိမိကိုယ်ကိုတီဆောက်တဲ့အသင်းတော်တီဆောက်ခြင်းတွေအများကြီးဖြစ်လာဘယ်လောက်ကြီးဆိုလဲဘေးနောက်မှာအသင်းတော်ရှိတယ်ယုံကြည်သူတွေလည်းဘုရားကြောင့်ပုံမှန်တက်တယ်အဲ့ဒီယုံကြည်သူတွေအိမ်ကိုလာလေပြီးတော့မှဟလာတနည်းမနေနေ့မှာလာပြီးလာလေသူတို့လာလေလူတို့နဲ့အသင်းတော်ဖျားရှိခိုးနေတယ်ပြီးတော့တက်ပုံရပြီးတော့မှကျွန်တော်အသင်းတော်တစ်ခုစတာပြီးပတ်စံတောင်းတဲ့လူများရှိတကယ်ဘုရားကိုချစ်တယ်ဆိုရင်တကယ်ဝိညာဉ်ရေးရာကိုတည်ဆောက်တယ်ဆိုရင်အဲ့ဒီလူဘုရားကျောင်းမှာရှိနေတာအဲ့ဒီလူဘုရားနဲ့တွာလာနေတာကျွန်တော်ဘာလို့လဲဝမ်းမြောက်ဖို့လိုအပ်တယ်နောက်မှဒီမှာအဲ့ဒီလူဝိညာဉ်ကိုချစ်တာမဟုတ်ဘူးအဲ့ဒီလူကိုချော့စားတယ်ကိုရှိမှလာဖို့ချိန်နဲ့ဖို့တမန်တရားနဲ့ညီတုံသမီးအဖေတရားရဲ့စိတ်ဝိညာဉ်တိုးတဲ့တရားရဲ့စိတ်ဝိညာဉ်မျိုးမရှိဘူးနိုင်ငံသားထောက်ပံ့သေးလို့မထောက်ပံ့မလို့တော့မနေ့ကကျွန်တော်ဆရာပြောင်းတဲ့စကားပြောတော့ဆရာသူထောက်ပံ့နေတယ်10နှစ်လောက်ထောက်ပံ့နေတယ်မနေ့ကခင်ဗျားကျွန်တော်မထောက်ပံ့နိုင်တော့ဘူးတဲ့
ခင်ဗျာထောက်ပံ့ပေးကြတဲ့အကြိုက်တဲ့အတင်းတော်နဲ့လက်တွဲလိုက်ပါတဲ့ကျွန်တော်လာစာမပေးနိုင်တော့ဘူးတဲ့ဘယ်နှစ်နှစ်ရှိပြီလဲစလား10နှစ်ရှိပြီယုံကြည်သူများလာပြီဒါပေမဲ့ဘာလို့လဲ तू ထောက်ပံ့ခြင်းမရတော့အဲ့ဒီအတင်းတော် तू မကြည့်တော့မကြည့်ချင်တော့အဲ့နဲ့အဲ့ဆရာကမျက်ရည်ကျပြီးတော့မှကျွန်တော်မိတ်ဆွေဆရာချိုလာကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာဒီကွာမင်းယုံကြည်သူလူစုလည်းရှိတယ်ဘုရားခင်အမှုတော်ဖြင့်ဘုရားတောင်းယူသွားမှာစိတ်မပူပါနဲ့ဆိုပြီးတော့မှအားပေးပြီးပြန်ကမ်းတယ်တကယ်ပြီးခဲ့တဲ့အပတ်မှာဖြစ်ခဲ့တာဒါတော့ဘာပြောပြချင်တာလဲလို့ပြောတဲ့အခါအသင်းတော်ဆိုတာခရစ်တော်တည်ဆောက်တဲ့အရာဖြစ်တယ်လို့အသင်းတော်ဟာခရစ်တော်ရဲ့တာသနာဖြစ်တယ်လို့အသင်းတော်ဟာဝိညာဉ်ရေးရာကိုတည်ဆောက်တဲ့ဝိညာဉ်ရေးရာကြီးထွားဖို့တဲ့သခင်ပြားပြင်ဆင်ထားတဲ့မြေကြီး၌တည်ရှိသောခရစ်တော်၏တာသနာတော်ဖြစ်တယ်အာမင်အင်မတန်မှအရေးကြီးလားအင်မတန်မှအရေးကြီးတဲ့အရာဖြစ်ဒါမဲ့ခက်တာကဒီဘက်မှာပြားရှိခိုးတယ်ဟိုဘက်ဘေးကလည်းအသင်းတော်လာစားရက်ကွက်ကလူတွေကမေးတယ်ဆရာတို့နေအိမ်ကျော်ပဲရှိတယ်အတင်းဖျားရှိခိုးကဆရာနေအိမ်လုံးဖျားရှိခိုးတာလားမင်းတို့ကျွန်တော်အတင်းတော်နဲ့သူ့အတင်းတော်မတူဘူးတဲ့ဘုရားတမင်းတော်မေးဖျားမတူလို့လားဖျားတူတယ်ပြောချင်တာဟိုဘက်ကဘေးအိမ်ကလူကဒီဘက်ကအတင်းတော်မှာပါချင်လားမပါချင်ဘူးသူဘုရားကိုကိုးကွယ်မယ်ဘုရားကိုချီးမွမ်းမယ်ဘုရားရဲ့အမှုတော်ကိုချစ်တယ်ဆိုသူပါဝင်လို့မရဘူးလားဒါပေမဲ့သူပါဝင်လားမပါဝင်ဘူးဘယ်မှာပါဝင်လဲသူ့အိမ်မှာသူ့အတင်းတော်စဘာသူပါဖြစ်ချင်လဲတေယောဆရာဖြစ်ချင်တယ်သူအောင်မြင်ချင်လားယုံကြည်သူတွေအားဖြင့်သူအောင်မြင်ချင်တယ်သူနာမည်ကြီးချင်လားယုံကြည်သူအားဖြင့်သူနာမည်ကြီးချင်တယ်သူတကယ်ဘုရားကိုကိုးကွယ်ချင်တယ်သူဘိနာမှာအတင်းတော်ချေသွားလေသူမရှိခင်မှာဘုရားရှင်ရှိတယ်စခိုင်းတာကဲအဲ့ဒီတင်းတော်ကတမန်တရားနဲ့လွဲမလို့ယုံကြည်သူတွေကိုလက်မခံလို့အင်္ဂလိပ်ကလေးမလုပ်လို့ဆိုလို့ဘုရားကသူ့ကိုဘေးမှာတွေ့ရင်ကျွန်တော်လက်ခံလို့ရလားရတယ်ဒါဘုရားသခင်ကဟလာဒါဘုရားကိုညင်းပယ်တဲ့အတွက်ဘုရားလုပ်တယ်ကျွန်တော်လက်ခံလို့ရအတမန်တရားလည်းတိဆောက်တယ်အင်္ဂလိပ်လည်းယုံကြည်သူတွေကိုလည်းစနစ်တကျတိဆောက်နေတဲ့အချိန်မှာပဲဘာလို့လဲဒီနောက်မှာအတင်းတော်လာလို့တယ်အဲယုံကြည်သူချင်းချင်းပဲလို့မိတ္တာရောက်ဖွဲ့တယ်ဘုရားရှိခိုးလာပါလို့အတင်းဖိတ်တယ်ပြီးလဲပြီးတော့ဘာလို့လဲစီယုံပြီးတော့မှအတင်းတော်တိဆောက်လိုက်အသင်းတော်ကိုကောင်းနေတက်လိုက်ကျွန်တော် online မှာတင်တယ်ကျွန်တော်တို့ဖျားရှိခိုးနေပါပြီလူဘလောင်းနဲ့စနေပါပြီဘာတွေလိုပါတယ်ဆိုတော့ဖျားကိုချစ်တဲ့သူကဘာလို့လဲတာဝန်တယ်လှုပ်ဆောင်တာလားလှုပ်စားတာလားလှုပ်စားတာအများကြီးပဲလှုပ်စားတာလားလှုပ်ဆောင်တာလားလှုပ်စားတာအေးမင်းကလှုပ်စားဖို့လားလှုပ်ဆောင်ဖို့လားလှုပ်ဆောင်ဖို့လှုပ်တာတော့လောက်တာပဲအခုကတော့စားဖို့အခုကတော့ဆောင်းဘာလို့ဆောင်းတာလဲအလူတော်ကိုဆောင်းတဲ့အမှုတော်ဖြစ်ပါစေဒါလည်းအတင်းတော်ရဲ့အယူပါခြင်းကိုဆောင်းတဲ့အမှုတော်ဆောင်းလို့ဖြစ်စေတယ်အလူတော်ကိုဆောင်းတဲ့အမှုတော်ဆောင်းအာမင်တလှုပ်စားဖို့လားလှုပ်ဆောင်ဖို့လားလှုပ်ဆောင်ဖို့ဒီတင်တဲ့ကလှုပ်ဆောင်ဖို့ဖွင့်လာတာလားလှုပ်ဆောင်ဖို့ဖွင့်လာတာလှုပ်ဆောင်ကျွန်တော်တို့တင်တဲ့လုပ်နေပါတယ်အလူတွေပေးပါတော့တင်တဲ့လုပ်နေပါတယ်သမီးလေးကျွေးပါဘာလို့လို့လဲလှုပ်စားဖို့လားလှုပ်ဆောင်ဖို့လားလှုပ်ဆောင်ဖို့